မင်္ဂလာပါတကားကြီးဒီကျောင်းဆရာလေးကကျောင်းဆရာကြီးတော့ဒီကဘာတော့ဗောနော်ဒီဒါလူရဲ့အဖွဲ့ရ Forquan အဖွဲ့ International Forquan အဖွဲ့ရဲ့ဒီဥက္ကဋ္ဌပေါ့ဥက္ကဋ္ဌပါဟုတ်ဒါတွေ့သူရဲ့လက်ထောက်ဟုတ်ဒီကျောင်းကမိုးကုတ်ဓမ္မဝိယာရီပရိယတိသီလရှင်စာသင်တိုင်းဖြစ်ပါတယ်ဆရာလေး45ပါးရှိပါတယ်ဆရာလေးကသာသနာကိုထားဆောင်နေပါတယ်ဒီဟာတွေကကြတော့တော့ပါပေါ့အခုရက်ရှိအစာဦးတွေပေါ့အစာဦးတွေဖြစ်ပြီးတော့ကြတော့ဒီနေရာကြတော့ဒီကတော့စာသင်ဆောင်လေးပေါ့တခါကြီးစာသင်ဆောင်ရစာသင်ဆောင်ဒီကစာသင်ဆောင်ဖြစ်တယ်တခါကြီးစာသင်ဆောင်ငင်းတဲ့တခါကြီးလိုက်ကြည့်လို့ရပါတယ်အခုကကလေးတွေကိုစာဝါချထားတဲ့အတွက်စာတွေတင်းနေကြတယ်ဟိုစာကျက်စာဟိုပါပေါ့ထမ်းဆောင်နေကြတယ်စာဆောင်ထမ်းဆောင်ဟုတ်ကဲ့အဲ့ဒါအရင်ကတော့ဒီကငလျင်ဖြစ်သွားတဲ့အတွက်ငလျင်အတွက်ကိုတဲလေးပါလေးတွေထိုးထားတာပေါ့အစင်မပြေတဲ့အတွက်ဒီစာအုပ်ကိုအလူခံလိုက်ရခြင်းအကြောင်းဖြစ်ပါတယ်ဒါကြီးဟုတ်ဒီနေရာတဲတွေဖြစ်နေတဲ့အတွက်ဘိုးဒဏ်နဲ့မခံနိုင်တာရေတွေဝင်သွားတဲ့အတွက်အစာအုပ်ကပြက်သွားတဲ့အချိန်မှာအဲ့ကြမှာဆရာလေးတို့ကဒီစာအုပ်ကိုလက်ခံလိုက်တဲ့ဆိုဒါကြီးဟုတ်ခုအားကြတော့အစင်မပြေတဲ့အတွက်ဒီစာအုပ်ကိုဒီလိုဆုံးဖြတ်လိုက်တာဒီစာအုပ်ကကြတော့ပေါ့ငလေးတန်းနေခံနိုင်ရအတွက်ဒီဟာလူခံလိုက်ပြီးတော့ကြတော့လက်ရှိဒီစာအုပ်ကိုနောင်ကြရင်ဒါကိုကလေးတွေနေဖို့အတွက်45ပါးသာဆက်နေဖို့အိတ်ဖို့ပေါ့နော်တတောက်တတာအိမ်တော့အဆင်ပြေတဲ့အတွက်ထိုင်ဝမ်မိသားစုကိုလည်းတိုင်းပြီးဝမ်းသာပါမယ်我们是一个国际的组织，一个国际的佛教组织。因为这个灾难确实是太大了，那我们帮助的其实也是非常的有限，所以呢，特别想到了我们同样是女众，尤其各位也都是出家众，所以呢，优先也列为我们想协助的对象。消灾延寿药是佛。Okay, so you study. Okay, hardworking everyone. Okay. Bye bye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 .